တသက်မှာပထမဆုံးချစ်ခဲ့ရတဲ့ကြီးစားဦးနဲ့အကြောင်းမျိုးမျိုးကြောင့်လွဲခဲ့ရပေမဲ့သူ့တန်သူ့ရိတ်တိတ်တိတ်ကလေးစောင့်ကြည့်ခံစားရသူအတွက်ရင်ထဲမှာတမျက်မျက်ပူလောင်ရတဲ့ဖြစ်ကတပါးသူတယောက်နဲ့အသစ္စာမဲ့ဇက်လန်းရပါချစ်ခဲ့တုန်းကသူပြောခဲ့တဲ့ချစ်တဲ့ဇာစကားတွေကိုတကဘာလုံးကြားအောင်ပြောပြစ်လိုက်ချင်ပါလေဒါတွေပြောရင်ဒေါ်တွေပါတော့မှမို့ဖြိုးတီဟာရဲ့လက်ရာဒါတွေပြောရင်ဒေါ်တွေပါမယ်ဆိုတဲ့တခြင်းကိုကြီးစားဦးနဲ့လွဲခဲ့ကြလူတိုင်းရဲ့ကိုစားတီဆူပေးလိုက်တရားစီတာခင်ဗျာချစ်ပြီးသွားလို့ချစ်ပြီးသားတွေမိလိုက်တဲ့ကွယ်အရက်ကုန်ထင်ပြီးသားမို့ဩမတ်ပုံတင်ပြီးထားသလိုကြီးသားဘူးဟာကိုကလွယ်လို့ဘသူမှမဖြစ်နိုင်နဲ့ကိုချစ်နဲ့ကိုသေးကွာရှိမပြတ်ဆဲသေးပါဘူးဟဲ့အရင်လိုကွယ်လုံးဝတိုးတဲ့စင်ရင်ကွယ်မြည်ရင်မလွယ်သူများတကစစ်စစ်ကြည့်တော့တွေ့တွေ့မိတိုင်းသေးခြင်းနဲ့ဘာတွေပြောရင်တော်တွေပါတော့မယ်ဘသူကမှလည်းမကြည့်ဘူးဘယ်ယောက်ျားမှစကားမပြောပါဘူးကိုကလွယ်လို့မချစ်တော့ဘူးအော်တစ်သက်ကတမျက်နှာရဲ့ဆွဲသွင်းမြဲမြဲတဲ့တဲ့ကဲကဲကိုမကိုပါပဲသူဆိုပြီးမှခွဲမသိတဲ့လို့ခုမှမလုံးနဲ့ထုတ်ပြောရရင်မလွယ်ဘာလို့ပြောရင်တော်တွေပါတော့မယ်တွေ့ရင်ကိုယ်သိတဲ့ဆက်ဆက်ခုံနဲ့မျက်နှာပြောင်တိုက်ခါကြည့်နုပြရင်ကိုယ်သိစိတ်နာတယ်ဆက်မပိန်နေနဲ့ဟောသက်ဆိုင်နေစေဦးနုဝင်ခတ်တဲ့ချဲရဲ့သူမလူခင်ပြတ်တဲ့တဲ့ရဲ့ရှင်မချင်မရဲ့ကြီးနဲ့ဩကြက်ခါလာတဲ့ပြဿနာပါကွယ်မင်းဘာသာရည်စားပြောင်းလဲရည်စားဟောင်းကရွာနာတဲ့ဒါတွေပြောရင်တော်တွေပါတော့ချစ်ပြီးသွားလို့ချစ်ပြီးသားတွေမိလိုက်တဲ့ကွယ်ဩအရက်ကုန်ထင်ပြီးသားမို့နှပ်ပုံတင်ပြီးထားသလိုရည်စားဘူးဟာကိုကလွယ်လို့ဘသူမှမဖြစ်နိုင်နဲ့ကိုချစ်နဲ့ကိုသေးကွာရှိမပြတ်သေးသေးပါဘူးဟဲ့အရင်လိုကွယ်တဝန်တိုးတဲ့ဆင်ញင်ကွယ်မြည်ရင်မလွယ်သူများတကစစ်စစ်ကြည့်ကြောင်တွေ့တွေ့မိတိုင်းသေးခြင်းနဲ့ဒါတွေပြောရင်တော်တွေပါတော့မယ်ဘသူကမှလည်းမကြည့်ဘူးဘယ်ယောက်ျားမှစကားမပြောပါဘူးကိုကလွယ်လို့မချစ်တော့ဘူးအော်တသက်သာတမျက်နှာရဲ့ဆွဲသွဲမြဲမြဲတဲ့တဲ့ကဲကဲကိုမကိုပါပဲသူဆိုပြီးမှကွယ်မသိတယ်လို့ခုမှမလုံးနဲ့ထုတ်ပြောရရင်မလွယ်ဒါတွေပြောရင်တော်တွေပါတော့မယ်တွေ့ရင်ကိုယ်တဲ့ဆက်ဆက်ခုံနဲ့မျက်နှာပြောင်တိုက်ခါကြည်နုပြရင်ကိုယ်သိစိတ်နာတယ်ဆက်မပိုင်နေနဲ့သက်ဆိုင်နေရဲ့ဦးနုဝင်ကတဲ့ချဲရဲ့သူမလူခင်ပြတ်တဲ့အသေးရဲ့ရှင်မချင်မရဲ့ကြီးနဲ့ချက်ခါလာတဲ့ပြဿနာပါကွယ်မင်းဘာသာရည်စားပြောင်းလဲရည်စားဟောင်းကရွာနာတဲ့ဘာတွေပြောရင်